အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာကျွန်တော်တို့နဲ့တကယ်ချင်းတို့နဲ့ဆော့လာတာခုမှတော့မဟုတ်တော့ကျွန်တော်တို့ဒီနေ့မှာ400တိမြောက်မှာစုံစည်းခွင့်ရလို့တကယ်ချင်းတို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စင်စစ်မပြတ်ကျင်းပလာခဲ့တဲ့စိတ်ထွက်ပေါက်လေးတစ်ခုတည်းပဲကျွန်တော်ကကျင်းပလာတယ်လို့ပြောမှာဝါသနာရှင်ရရောဒီ register ဂျေးမှာလို့ကျွန်တော်တို့ကျင့်နှက်မှုနဲ့ပျော်ရွှင်မှုရပါကျွန်တော်ကျင့်နှက်တယ်ကျွန်တော်တို့ game week ခုပြီးသွားပြီဆိုတော့ game week 9ပြီးသွားပြီဆိုတော့နောက် game week 10မှာကျွန်တော်တို့လာမယ်11လေးရတော့ကတ်11ရတော့ရင်ခုန်ဖို့ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်တို့တကယ်ချင်းတို့ ਨੇ plan လေးတွေကိုခုမှရှင်ပြမယ်ညီကိုတွေအတွက်အဓိကထားပြီးရှင်းပြလာပါအရင်ရှင်ပြခဲ့တဲ့ညီကိုတွေအတွက်ကတော့ AC ပြောသွားပြီဒါ very easy ပဲဒီနေ့မှာတော့ကျွန်တော်အပြောင်းလဲတွေဘာလုပ်ထားလဲဆိုတော့ခုကမနစ်ကလည်းရှင်ပြမှုတယ်32သင်းအုပ်စုက8ခုဖွဲပြီးတော့4သင်းနဲ့ကျွန်တော်တို့ head to head ရှင်ပြလာတဲ့အနေအထားတစ်ခုကိုကျွန်တော်နည်းနည်းညင်းငွေပါတော့4သင်းလုံးပြိုင်ဆိုင်လို့ရအောင်လို့ total ရမှတ်လေးနဲ့ကျွန်တော်တို့ရှုံးထွက်မှာကျွန်တော်တို့ head to head လေးနဲ့ဘလို့နှစ်မျိုးနှစ်စားရင်ခုန်လို့အောင်ကျွန်တော်ကျင်းပလာတယ်နော်ဒီနေ့မှလို့ခုတကယ်ချင်းတော့ကျွန်တော်ချက်ပြပြီးတော့30သင်းမှာ8 group ရှင်ပြိုင်မယ်နော်ကျွန်တော်တို့ group မှာ4သင်းနဲ့ total ရမှတ်ကြည့်မယ်ဒါပေမဲ့ကျွန်တော်တခုပြောင်းလဲရှိတာဘာရှိလဲဆိုတော့ခုညီကို register ပေးထားတဲ့နေထိုင်တစ်ခုကြည့်ပြီးတော့ကျွန်တော်တို့တောက်ကြနေကြကျွန်တော်ပြင်ဆင်ပြီးတော့တေချာချပေးပါမယ်ခုပေးထားတာလို့စုကြီးလေးမှာ winner မှာကြတော့90k တိပေးထားပြီးတော့ runner first runner second runner ဆိုပေးထားတယ်အဓိက UD ချက်ရလို့ကတ် UD ချက်ပဲသွားထားပြီးတော့ခုကတော့32သင်းနဲ့ egg glue ဆိုတော့တငငချင်းတော်များမစိမ့်ဘူးဆိုတော့ကျွန်တော်သိပါတယ်ကျွန်တော်တို့ဒီနှစ်မှာရောဘယ်လိုမျိုးရင်ခုန်ဖို့ကောင်းလဲဆိုတော့ကျွန်တော်တို့ game week 10ကိုစောက်ဖို့အတွက်ကျွန်တော်တို့နောက်နင်းနေတယ်လို့နေထားနဲ့ယူဆလို့ရလားကျွန်တော်တို့ပြန်လဲဆုပ်တွေ့ဖို့အတွက်တကယ်ချင်းလို့ ਨੇ နောက်နေကြကျွန်တော်ဒါရိုက်မဲနိုင်ပြီးတော့ထွက်ပေါက်လေးတစ်ခုအတွက်ပဲเนาะပျော်ရွှင်မှုဆိုတဲ့စကားလုံးတော့ကျွန်တော်မသုံးညင်စိတ်ထွက်ပေါက်ဆိုတဲ့အနေထားတစ်ခုနဲ့တကယ်ချင်းလို့အားလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ